မောင်ထဲမှာစူးရဲထွန်းဖောက်မီးတော့လျံပြင်းပူလောင်ခြင်းလေအလင်းဖြန့်ဝေလမ်းပြနေသည်ရောတောင်ခတ်လျက်အမြင့်တက်ခါငှက်များစွာသည်နေရာသစ်တို့ပြန်တန်းလို့ဒီကပြောတော့ကျွန်တော်ရွတ်ပြီးသားလားမရွတ်သေးလားသိမသိကြပါဘူးဒါပေမဲ့ကျွန်တော်အင်မတန်ကြိုက်လို့ကျွန်တော်ဆက်ရွတ်ပါမယ်ဒီကပြရတာလဲကျွန်တော်လုပ်ငန်းခွင်ထဲမှာရတာပါကျွန်တော်29နှစ်မှာကျွန်တော်25နှစ်မှာဖွဲရပါတယ်29နှစ်မှာကျွန်တော်6ရနံမြေကိုရောက်သွားပါတယ်ရနံမြေရောက်တော့ကျွန်တော်မြင်တာတွေ့တာကြုံတာပေါ့နော်အဲ့ဒါကိုခံစားပြီးတော့ကျွန်တော်ရေးတာပါနောက်ရေးတဲ့နီးကိုလည်းပဲကျွန်တော်ကအချိုးနဲ့လေးလုံးစက်နဲ့တပိုက်စီခွဲပြီးရေးကြည့်တာပါနောက်နည်းနည်းပြင်မှန်းလို့ဒီတပုတ်ရေးပြီးကျွန်တော်မရေးဖြစ်တော့တဲ့ခပြပါခေါင်းစဉ်ကအညာနွေတဲ့အမရဆရာမောင်စွမ်းကြီးသူဆောင်းပါးထဲမှာတော့ဒီကပြကိုသူအကြိုက်ဆုံးဆိုပြီးတော့ပြောပြဘူးပါတယ်အဲ့တော့အပေါ်ကအပိုက်တစ်နွေတမာရွက်တွေကမြေမာတက်ရောကြကြွေဖုံမုံထူအလျံဟတ်တန်လျက်ထအခိုးဝေဒါကျွန်တော်လေးစစ်ကအပိုက်နှစ်ပိုက်လေးကျိုးရဲ့အပေါ်အပိုက်နှစ်ပိုက်ရေးပြီးပါတယ်ရေးပြီးတော့မှအဲ့နှစ်ပိုက်ရဲ့အဓိပ္ပာယ်ကိုကျွန်တော်ကလေးလုံးစက်နဲ့အပိုက်နှစ်ဆိုပြီးတော့ပြန်ရေးပါတယ်အဲ့ရေးတာအပေါ်ကနှစ်ပိုက်ရဲ့အတွင်းကြကြအဓိပ္ပာယ်လေးပါပဲရွက်6တို့ကျွေຫນွေကြောင့်ဖြစ်သည်ပန်းပွင့်တို့ကျွေလေကြောင့်ဖြစ်သည်စမ်းတို့ခန်းစီနေကြောင့်ဖြစ်သည်နားလည်နေတော့ຫນွေကိုမုံရမလားအားငယ်စိတ်ညစ်မန်လျှော့လို့တော့ဖြစ်မလားတရွက်ကြွေသေးသည်မဟုတ်ရေစုပ်ပေးဆက်ခက်မွာမြင့်မှရှိနေကြသည်မျိုးဆက်သွေးတစ်ပရင်တို့သည်ဝေအောင်မီလေပန်းတို့ကြွေကိုအဲ့ဒါမြုံခြင်းမဟုတ်ရုပ်လောကသစ်မွေးထုံရစ်ရန်အငုံကြံသေးတတ္တိသွေးလောင်ဥထောင်ခေါင်းမော့တေးတကြော့ကျူအဖူးတွေဝင်အောင်မြည်လေစမ်းရည်လဲပြောက်6ဆန်းတွေ့စမ်းစမ်းကြောင်ကွေ့ကောက်တိမ်ကောပြောက်သည်မဟုတ်ပြီတိဤမြေအောက်မှာရေများစွာလေတည်ရှိနေလေစိတ်ယိုစီးကြစမ်းရည်စသည်ပြေဦးမည်ဟုယုံကြည်အားမွေးတို့နဲ့တွေ့တော်အဲ့ဒါ40ရဲ့အပေါ်နှစ်ပိုက်ကိုအတွင်းကြကြလေးလုံးစက်နဲ့အထိပ္ပယ်ပြန်ဖော်တာပါဒီနံပါတ်3ပိုက်က40ကတတိယအပိုက်အဲ့ဒါလေးကိုဒီလိုရေးပါတယ်မိခဲဘူးလေစင်တော့ຫນွေရင်မြင်ကျွမ်းလောင်မြိုက်ပြီလားညှိုးငိုက်ကြတမာတွေအညာຫນွေရဲ့ရှုခင်ကျွန်တော်ထပ်ဖတ်ပြပါမိခဲဘူးလေစင်တော့ຫນွေရင်မြင်ကျွမ်းလောင်မြိုက်ပြီလားညှိုးငိုက်ကြတမာတွေအညာຫນွေရဲ့ရှုခင်အဲ့ဒါကိုအပိုက်လေးမှာလေးလုံးစက်နဲ့အတွင်းကြကြပြန်ရေးပါတယ်ထင်းကနေမြင်အောင်နေလောင်ကျွမ်းမြိုက်ထလက်ကမိုးမိโกစားထွက်ထညက်ဖို့တွေနေပူဆူရဲ့တတော်တွေကဘဝများမြို့ပြမဝေးရနံကြီးပေနေလောင်မြက်ခံတန်ကြလှုပ်သားအဲ့မှာတန်ကြလှုပ်သားဆိုတာကျွန်တော်ရနံမှာအလုပ်လုပ်တော့တွေ့ခဲ့ပါတယ်နော် Danish workers လို့ခေါ်ပါတယ်တန်ကြလှုပ်သားဆိုတော့သူတစ်နေ့ကိုတစ်နှစ်တန်းထမ်းနိုင်တယ်ထမ်းပြီးလေပြီးသမျှတန်နဲ့သူပတ်စံရတယ်နေသားလှုပ်သမားတွေပဲမြို့ပြမဝေးဒါ6ပြုံနဲ့မဝေးတဲ့အနီးမှာနေဖြစ်နေတာပါမြို့ပြမဝေးရနံကြီးပေနေလောင်မြက်ခံတန်ကြလှုပ်သားထန်လာပူလာသွာလာတဲ့ရွှေရနံငွေဝေနေပူဆူရဲ့ဝင်းမြင်တွေကဘဝများစဉ်းစားမိပြန်ရင်
စူးပြင်းနန်စော်နေကျော်ပင်ကြဘဝထန်းကားထန်းရည်ကဖြစ်သွားတဲ့ထညက်များနဲ့ဘယ်တော့များချိုပါမလဲတဲငယ်ဆုပ်ဆုပ်မီးမိတ်တုတ်မှတန်ကြလှုပ်သားသူထမ်းပိုးထားတဲ့အရှားပါဆုံးရွှေရနန်းတစ်စဲရနန်းတစ်စီဒီဇယ်တပုံးများလောက်သူဘယ်တော့မျက်နှာလှမှာလဲအပိုင်ကကျွန်တော်တို့လေးကျိုးရဲ့နောက်ဆုံးအခြားပိုက်ပါဒီလိုရေးပါတယ်တို့ကလေးမြာခဲတမနုတွေကအန်တုကအာသစ်လောင်းပါလို့ခေါင်းမော့ကအပူခံလျက်ຫນွေတံကိုကြွေရန်မကြောက်တယ်လို့ပဲမိုးအောက်မှာတမန်နတ်တွေနဲ့ပြန့်ဆွတ်ကြိုင်တင်အဲ့ဒီလိုပြန့်ဆွတ်ကြိုင်တင်တော့မှအပိုက်6ကွင်းခေါင်မှာတောင်ကရုံးဖြစ်ကြောက်စရစ်ထူနေပူ၌ယူကလစ်ပင်ရွံ့လို့စင်သည်သင်နဲ့ကျွန်ုပ်အတူအညာຫນွေသည်သေမလောက်ထိပူခြင်းတလောက်ပူဒါအညာຫນွေဆိုတဲ့ကြပြပါနောက်တစ်ပုဒ်ကငှက်တို့သည်ငှက်တို့သည်ဆိုတဲ့ကြပြလဲကျွန်တော်ရွတ်ပြီးမပြီးတော့မသေးကြပါဘူးเนาะကျွန်တော်ဆက်ရွတ်ပါမယ်ငှက်တွေနဲ့ပတ်သက်ပြီးတော့ရေးပြတဲ့ကြပြပါတဖြစ်မီတစ်ပင်ဝယုံခြုံနွယ်ရွက်ချောက်ဟုံတောက်လောင်တော်မီလောင်ညအကာလအဲ့တော့ကျွန်တော်တို့ငှက်တွေအတွက်တော်မီလောင်နေဆိုတော့ကဘာပြက်တဲ့ကာလကိုပြောချင်တာပါတဖြစ်ညီတစ်ပင်ဝယုံခြုံနွယ်ရွက်ချောက်ဟုံတောက်လောင်တော်မီလောင်ညအကာလမင်းညွန့်ရိုက်၍အတိုက်ပြက်ငှက်စူညံပွက်အော်တော်လဲတုံဟီမီးဝါမျိုးခံတလိษံငှက်အသက်များစွာလောင်စာဖြစ်စေညော်နတ်ဝေဤပူလွန်းစွာကွယ်မီးဆွယ်မကျိုးမီးကိုညွန့်လို့ကျွမ်းမြေ့ဆူဝေလောင်မြိုက်နေစေအမောင်ထဲမှာစူးရဲထွန်းဖောက်မီးတော့လျံပြင်းပူလောင်ခြင်းလေအလင်းဖြန့်ဝေလမ်းပြနေသောတောင်ခတ်လျက်အမြင့်တက်ခါငှက်များစွာသည်နေရာသစ်တို့ပြန်တန်းလို့သူတို့ဘဝကိုဒုက္ခပေးတဲ့အဲ့ဒီမီးတောက်မီးလျံကိုပဲလမ်းပြအလင်းရောင်ဖြစ်သူတို့နေရာသစ်ကိုပြန်သွားတဲ့ငှက်တွေအကြောင်းပါ